ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်နယ်ကကြောက်စိမ့်နေမြေဖားကန့်မြို့နယ်ကိုရှိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာကက်မော်ဆိုကြီးရွာအထိရောက်ရှိလာပြီးကရှင်လူမျိုးရေးတက်မတော် KIA နဲ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။အင်အားရာနဲ့ရှိပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဟာဖားကန့်ကာမိုင်လုံခင်းကားလမ်းမပေါ်ကကက်မော်ဆိုအထိရောက်ရှိနေပြီး KIA ကလည်းပျောက်ကြားစနစ်နဲ့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ KIA ကလက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီးစစ်ကောင်စီရဲ့စစ်ကြောင်းရှေ့တိုးမလာစေဖို့ခုခံကာကွယ်တိုက်ခိုက်နေတဲ့အတွက်ကက်မော်ဆူရွာနဲ့ဆိုင်ဖီယာရွာကြားကရွာတွေမှာတိုက်ပွဲပြင်းနေတာလို့ကရှင်ဒေသကစီးရီးသိရှိသူတည်င်းရင်မြေတယောက်ကနရင်းစရာကိုပြောပါတယ်အခုတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံးတွေလေးရှိပြီး KIA ဘက်ကလည်းအပြင်းထန်ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါတယ်